ကြောင်းမှမဟုတ်ဘူးဖခင်ရဲ့အကြောင်းအသက်ရှင်တော်မူသောဖခင်ရဲ့အကြောင်းကိုပဲကျွန်တော်တို့ကပြောတဲ့လူတွေဖြစ်ပါတယ်နော်ဘာသာဆရာလည်းမဟုတ်ဘူးကျွန်တော်တို့ကိုယ်ွယ်တဲ့ဖခင်ရဲ့ကောင်းတဲ့ခြင်းကိုကျွန်တော်တို့ပြောတာဖြစ်တယ်လောကမှာနေတဲ့အခါမှာကျွန်တော်တို့တွေနော်အခုကျွန်တော်နေ့နေ့ညပြတော့ Facebook သုံးနေယူတဲ့အကုန်လုံးဒီတော့ကြောက်မှာမချင်မဘဲနဲ့တော့ကောင်းတဲ့ကြံပြီးမချင်မဘဲနဲ့တော့နော်မီဒီလောင်မြန်ပြီးလောကပြည့်ဖြစ်ပြန်ပြီးအမျိုးမျိုးသောအရာတွေနဲ့ကျွန်တော်တို့တွေသိချင်းတရားကိုကျွန်တော်တို့ကသိလားမသိဘူးနော်လူကောင်းနေတယ်မချင်မဘဲနဲ့လမ်းဘေးမှာရက်နေနေတာမှာဟိုအတီးဆိုတော့ဟိုမှာစီဆိုင်မှာရက်နေနေကိုကားကြီးအကောင်းပဲပြည်ကြီးကနေဝင်ပြီးတော့တိုက်သွားတာသိသွားတယ်နော်အဲ့တော့ကျွန်တော်တို့လည်းငါတော့တက်နေသေးတယ်ငါတို့ကကျမ်းမာနေတယ်ငါတို့ကတော့ဘယ်တော့မှမသိတော့ဘူးတော့ငါတို့သိဖို့အဝေးကြီးရှိသေးတယ်အဲ့လိုမျိုးတွေတွေးတဲ့လူတွေမရှိဘူးလားရှိတယ်အများကြီးရှိတာဖြစ်တယ်နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ရဲ့အသက်ကိုကျွန်တော်တို့ကလေမနှက်ဖြန်လေးကငါတို့မပိုင်ဘူးဆိုတဲ့အရာမဟုတ်တော့ဘူးနောက်ထပ်10မိနစ်တောင်ကျွန်တော်တို့မပိုင်ဘူးအခုကောင်းနေပြီပဲခဏနေတေချင်းတရားကကျွန်တော်တို့ ਨੇ ထိတ်တဲ့ရင်ဆိုင်ရမှာဖြစ်တယ်အဲ့ဒီအခါမှာကျွန်တော်တို့ကလောကမှာနေတဲ့အခါမှာလောကရဲ့ဧည့်သည်တွေထာဝရကဘာလဲဆိုတော့ကျွန်တော်တို့ဝိညာဉ်နဲ့ခန္ဓာပြေးကွာသွားတဲ့ကျွန်တော်တို့သေခြင်းနဲ့ရင်ဆိုင်ရတဲ့အခါကျရင်ဒါကျွန်တော်တို့ဝိညာဉ်နဲ့ခန္ဓာကလည်းအဲ့အချိန်မှာပြေးကွာသွားမယ်ပြေးကွာသွားတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဝိညာဉ်သွားမဲ့နေရာကထာဝရအခုလောကမှာကျွန်တော်တို့ကအဲ့ဒီခဏပဲဖြစ်တယ်နော်အဲ့ဒီဝိညာဉ်သွားမယ်နေရာကထာဝရအဲ့ဒီထာဝရကတော့ကျွန်တော်တို့ဘလို့မှကိုပြင်းလို့မရဘူးဘလို့မှလည်းပြန်ပြီးတော့လုံယူလို့မရတော့ဘူးအဲ့ချိန်ကျမှနောင်တရနေလည်းမရဘူးအဲ့တော့အဲ့ဒီဝိညာဉ်ဘယ်ကိုသွားမလဲဆိုတဲ့အရာကိုကျွန်တော်တို့တွေအခုချိန်မှာစဉ်းစားဖို့ရတဲ့အရင်အရေးကြီးတယ်ယေရှုခရစ်တော်ဘုရားကတော့ကျွန်တော်တို့အတွက်လောကကိုဆင်းချလာပြီးတော့ကျွန်တော်တို့နေရဲကိုမရောက်ဖို့ရတဲ့သူကလူစားကြီးအနေနဲ့လောကကိုလာပြီးတဲ့အခါမှာကျွန်တော်တို့ခံရမယ့်အပြစ်ကြွေးတွေကန့်ကြွေးတွေဝတ်ကြွေးတွေရိုက်နှက်ခြင်းအဆက်ခွဲခြင်းနာကျင်ခြင်းထိုးနေခြင်းနောက်ဆုံးမှာအတိတ်သက်ခြင်းကိုယေရှုခရစ်ကခံသွားတယ်အဲ့ဒီအရာတွေကကျွန်တော်တို့ခံရမယ့်အရာတွေဖြစ်တယ်ဒါပေမဲ့ဒီချင်းမှာပဲလမ်းဆုံးမဲ့ဖခင်မဟုတ်ဘဲနဲ့3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တဲ့ဖခင်ဖြစ်ပါတယ်ဒါကိုသင်ယုံကြည်နေဆိုရင်တော့သင်တို့ဘယ်အချိန်နဲ့တည်တည်သင်ရဲ့ဝိညာဉ်ကငရဲကိုသွားစရာမလိုတော့ဘူးရွေးချယ်စရာလမ်းနှလမ်းရှိတယ်အဲ့ဒီကောင်းတဲ့လမ်းကိုသွားမဲ့လမ်းကိုကျမတို့ရွေးမလားဒါမှမဟုတ်ငရဲသွားမယ်လမ်းကိုရွေးမလားအဲ့ဒီတော့ကျမတို့ရွေးချယ်ပေးရတဲ့ကကျမတို့ရဲ့တာဝန်သာဖြစ်ပါတယ်လို့เนาะအဲ့ဒီအတွက်ကြောင့်ကျမတို့မှာလောကမှာနေတဲ့အခါမှာရွေးချယ်စရာလမ်းနှလမ်းရှိတယ်เนาะလမ်းနှလမ်းရှိတယ်တကယ်ပဲကျမတို့ရဲ့ဝိညာဉ်ကိုငရဲကနေကယ်တင်ပေးနိုင်မဲ့ဖခင်ကိုဒီနေ့ကျမတို့ကမိတ်ဆက်ပေးခြင်းဖြစ်တယ်ယေရှုဖခင်ကတော့သင်တို့ရဲ့ဝိညာဉ်ကိုငရဲကနေကယ်တင်ပေးနိုင်တယ်ဒါဆိုတော့တမလွန်ဘဝအတွက်ပဲယေရှုဖခင်ကကယ်တင်နိုင်တာလားလောကမှာနေတဲ့အခါမှာလေသင်တို့ရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအလုံးစုံကိုဘုရားကတာဝန်ယူပေးနိုင်ပါတယ်เนาะဒါဆိုရင်တော့ကျွန်တော်တို့ကတိုက်တဲ့နေရာမှာလည်းကားနေတယ်မဟုတ်ပါဘူးတိုက်တဲ့နေကားနဲ့နေတော့လည်းပဲစစ်မှန်တဲ့ပျော်ရွှင်ခြင်းကိုသင်ရရှိမှာလားเนาะတကယ်ပဲဘုရားထံမှာလာတဲ့ကောင်းချီးမင်္ဂလာကတော့ကျွန်တော်တို့တဲထဲမှာနေနေအဲ့ဒီတဲထဲမှာကိုဝမ်းပြောင်းနေတာအဲ့ဒီတဲထဲမှာကိုဆွေးနွေးနေတာအဲ့ဒီတဲထဲမှာကိုကျွန်တော်တို့ကနေတဲ့ချင်းရှိစေနောက်ဆုံးမှာစားစရာမရှိတော့မှအဲ့ဒီတဲမှာနေပျော်ရွှင်နေတဲ့ခြင်းကိုခံစားတယ်အဲ့ဒါယေရှုဘုရားပေးတဲ့အရာအဲ့ဒီအရာကတော့ကျွန်တော်တို့ငွေနဲ့လည်းပေးဝယ်လို့ရအဲ့ဒီဘုရားထံမှာလည်းစစ်မှန်တော့ငြိမ်သက်ခြင်းပျော်ရွှင်ခြင်းကောင်းချီးမင်္ဂလာကတော့ဝေဘလောက်ပဲရှိရှိအဲ့ဒီအရာကိုကျွန်တော်တို့ဘယ်လိုမှလုပ်ယူလို့မရဘူးဖြစ်တယ်အဲ့တော့ယေရှုဘုရားကတည်းကသင်ရဲ့ဝိညာဉ်နောက်တော့မလို့ဘွားတဲ့အာမခံချက်ပေးနိုင်တော့ဘုရားဖြစ်ပါတယ်အဲ့ဒီအရာကိုသင်တို့တွေမြည်ဆန်းဖို့ရအတွက်တော့အရင်အရေးကြီးတယ်ယေရှုဘုရားရဲ့အသက်ရှင်တော်မူသောဘုရားဟုတ်မဟုတ်ကိုမြည်ဆန်းဖို့ရအတွက်ကတော့ဒီမှာရှိတဲ့အကိုတွေမောင်တွေရဲ့တာဝန်ပဲဖြစ်တယ်ကျမတို့ကတော့ဒီနေ့မှာအဲ့ဒီယေရှုဘုရားနဲ့လာပြီးတော့မိတ်ဆက်ပေးခြင်းဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့အခုချိန်မှာကျမတခြင်းလေးတစ်ပုဒ်ဆိုပြမယ်အဲ့ဒီတခြင်းကယေရှုသားလင်းလို့နာမည်ရတယ်အမည်ရပါတယ်အဲ့ဒီစာသားလေးတစ်ခုချင်းစီတိုင်းကိုကျမတို့အတူတူကနားထောင်ပြီးတော့စိတ်နှလုံးသားနဲ့ကျမတို့အတူတူကနားထောင်ရပြီးတော့ခွန်အားယူထားရအောင်နော်